ကြီးတဲ့နီးပေးမယ်ယူမလားလို့ဆရာတော်ဆိုင်မနေပါနဲ့အခုပေးပါဗျာလို့သူကဘုံကကြီးကျင်လာပြီဟောကြဆိုင်လိုက်လို့2ရက်3ရက်ဆိုင်လိုက်ရင်ဆရာတော်ကြီးမိတ်သွားသူဒီနီးရလိုက်မှာမဟုတ်ဘူးနော်အဲ့တော့သူကဘယ်လိုပြောတော့ဆိုင်မနေပါနဲ့အခုပေးပါတဲ့ဟုတ်လားကဲမင်းဒီလိုဆိုရင်လာကြောင်းမောလိုက်ခဲ့ဆိုကြောင်းမောခေါ်သွားစိတ်ပရိတကုံပေးတယ်ရောဟောဒီစိတ်ပရိမဲ့ပေးပြီစိတ်ပရိလေးကိုဟောလို့လက်ခရေလေးနဲ့ကိုင်လက်မလေးနဲ့ဒီလိုလေးစိတ်ရတယ်အရဟံပရိတလုံးချအရဟံနဲ့ပရိတပတ်စိတ်ပရိတပတ်ပရိလုံးပဲနှလုံးပါတော့အောင်တရားရှိကွက်ဗုဒ္ဓစေဆိုသမှာဗုဒ္ဓဆိုတာမြတ်စွာဘုရားဤဆက်ဆိုတာဆက်လက္ခဏာခြီးဘဝမယ်ဆက်လက္ခဏာအကွက်ကလေးတွေအဲ့ဒါတရားနဲ့ရှစ်ကွက်ပါဘယ်နှကွက်ပါတော့အဲ့ဒီတရားရှစ်ကွက်အထိတ်မှထားပြီးတော့စိတ်ပရိအလုံးလေးတွေပဲနှလုံးထားလိုက်တော့အေးတရားရှစ်လုံးစိတ်ရင်တပါအရဟံစိတ်ပြီးရင်သမ္မာသမ္ဗုဒ္ဓောပရိတလုံးချသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောနဲ့တပတ်စိတ်ဘယ်နှပတ်ရှိသွားတော့နှစ်ပတ်ရှိသွားပြီပြီးရင်ဘာစိတ်မယ်ဝိဇ္ဇာစရဏသမ္ပန္နောပရိတလုံးချဝိဇ္ဇာစရဏသမ္ပန္နောဝိဇ္ဇာစရဏသမ္ပန္နောနဲ့တပတ်စိတ်ဘယ်နှပတ်ရှိသွားတော့သုံးပါပြီးရင်ဘာစိတ်မယ်ဒုက္ကတောပရိတလုံးချဒုက္ကတောဒုက္ကတောဒုက္ကတောနဲ့တပတ်စိတ်ဘယ်နှပတ်ရှိသွားတော့၄ပတ်ရှိသွားပြီပြီးရင်ဘာစိတ်မယ်လောကဝိတုလောကဝိတုလောကဝိတုနဲ့တပတ်စိတ်ဘယ်နှပတ်ရှိသွား၅ပတ်ရှိသွားပြီပြီးတော့ဘာစိတ်မယ်အေးအဲ့ဒီနေရာမှာနည်းနည်းလေးအကွဲလေးရှိအနုတ္တရောပရိတလုံးချရှေ့မဆက်နဲ့အနုတ္တရောပရိတလုံးချအနုတ္တရောအနုတ္တရောအနုတ္တရောနဲ့တပတ်စိတ်ပရိ6ပတ်ရှိသွားဟုတ်လားဟဲ့အနုတ္တရောပြီးရင်ဘာစိတ်မယ်ပုရိသဓမ္မသာရတိပရိတလုံးချဘယ်နှပတ်ရှိသွားတော့9ပတ်ရှိသွားပြီပြီးတော့တထာဒေဝမနုဿာနံပရိတလုံးချတထာဒေဝမနုဿာနံတထာဒေဝမနုဿာနံနဲ့တပတ်စိတ်လောက်တော့10ပတ်ရှိသွားပြီပြီးတော့ဗုဒ္ဓ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 နဲ့တပတ်စိတ်ဘယ်နှပတ်တော့9ပတ်ရှိသွားပြီးတော့ဘဂဝါဘဂဝါဘဂဝါနဲ့တပတ်စိတ်ဘယ်နှပတ်တော့ဖျားကုံတော်10ပါးတပတ်တပတ်နှုံးနဲ့မနဲ့အိယာဒ10ပါးနေ့လယ်12နာရီ10ပါးညအိယာဝန်10ပါးတနေ့ကိုပရိပတ်30စိတ်မင်းဘုံကြီးပြီပေါ့ကွာလူဆိုရင်လည်းချမ်းသာပြီဟုတ်ကလားဟဲ့တနေ့ကိုပရိပတ်ဘယ်လောက်စိတ်ရမလို့မနဲ့အိယာဒ10ပါးနေ့လယ်12နာရီ10ပါးညအိယာဝင်10ပါးတနေ့ပရိပတ်ဘယ်လောက်တော့30